လူကြီးမင်းကအထက်တန်းကျောင်းအောင်မြင်ပြီးစီးပြီးတော့ scholarship ကျောင်းလိုက်လံစုံစမ်းနေရလူဆိုရင်တော့ဒါမဲ့30ရက်နေ့9လပိုင်း2026မှာ Glory Time Training Center မှာ online ပေါ်မှာကျင်းပပြုလုပ်ပေးတော့မယ် scholarship talk show ကလူကြီးမင်းတို့အတွက်ပဲဖြစ်ပါတယ်ဒီ talk show မှာဆိုရင်တော့ဒီ scholarship ခေါ်ပညာတင်စုများကိုရရှိခဲ့မှုတဲ့လူများကသူတို့ရဲ့အတွေ့အကြုံတွေသူတို့ဘယ်လိုမျိုးပြင်ဆင်ခဲ့လဲဆိုတဲ့အရာတွေကို share ပေးတော့မှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့လည်း scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဒီ talk show မှာဝင်ရောက်ဆွေးနွေးတော့နိုင်ပါတယ်ကဲတော့ဒီ talk show ကျင်းပမယ်အချိန်တိကျတော့ကျွန်တော်လာမယ့်30ရက်နေ့9လ2026မနက်ပိုင်း9:00နာရီကနေ10:00နာရီတွင်းပဲဖြစ်ပါတယ်ပြီးကြတော့လဲ Zoom meeting နဲ့တကွာလူကြီးမင်းတို့ကတက်ရောက်ရမှာဖြစ်တဲ့အတွက်ကြောင့် Zoom နဲ့ဝင်ဖို့အတွက်လိုတဲ့ information တွေကကျွန်တော်ဒီ post ရဲ့ description ထဲမှာအကုန်လုံးချပေးထားပါတယ်ပြီးကြတော့ဒီ talk show အကြောင်းကိုမေးလို့မရများလို့လေဒီ post မှာမေးမြန်းတော့လို့ရပါတယ်အနောက်ဆုံးအနေနဲ့ကတော့ဒီ scholarship talk show ကကျွန်တော်တို့လိုတက်တန်းကြောင်းပြီးတော့ scholarship လိုက်ရှာနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်တော်တော်လေးအထောက်အကူဖြစ်မဲ့ talk show တစ်ခုဖြစ်တယ်ဆိုတာပြောရင်းနဲ့ပဲ video လေးကိုညီကုန်းချော့ရပါတယ်ကောင်းတော့လေးဖြစ်ကြပါစေ